Area Bangkok the Tiger Agency ပေါ့နော် Media Agency မှာလုံးလုံးတော့ဆိုရင် client တော်တော်ကြီးကြီးတွေကန်ခဲ့ရဘူးလေဒီနေရာမှာ sharing လုပ်ပေးချင်တာပေါ့နော်တချို့တွေကြclient ကြီးတွေကန်ရတဲ့အခါရမ်းပါတယ်များမယ် stress ဖြစ်သွားမယ်ဆိုတော့စိတ်ပူကြရတယ်ပေါ့နော်ဒါတော့ကိုယ်တိုင် experience နဲ့ share ပြပေးမယ်ပေါ့နော်ဆိုတော့ The Tiger ကသူကိုယ်တိုင်ကလည်း leading media agency ဖြစ်တယ်ပြီးသွားပြီဆို SEO အရာ DR ရမ်းကောင်းတဲ့ site ကိုပိုင်ဆိုင်ထားတဲ့ domain rating ပေါ့နော်ဆိုတော့အဲ့ဟာနဲ့ကိုထိုင်းမှာရှိတဲ့နာမည်ကြီးလုပ်ငန်းအများစုနဲ့ collab တွေရတယ်ပြီးသွားပြီဆိုရင် client အများစုကလည်းတော်တော်လေးနာမည်ကြီးရယ်ဆိုတော့ထားပါတော့ပေါ့နော်အခုထိုင်းမှာနာမည်ကြီးတဲ့ brand တစ်ခုပြောလိုက် area campaign brand ဘူးတာတော်တော်လေးရှားတယ်ဆိုတော့ campaign တွေထဲမှာ Facebook app ပါမယ်ဒီ TikTok ads ပါမယ် LinkedIn Line Google ads တွေပါမယ် sometime ဒီ SEO တွေပေါ့နော်။ဗန်းဘူးတဲ့အခါကျတော့ဘာကွာလဲဆိုသူတို့သွားတဲ့ပုံစံကawareness ရယ် reach ရယ်အဓိက SME နဲ့ပြောင်းပြန်ကြတယ်။သူကကြတော့budget တစ်လောက်ပေးမယ်ဆိုရင်အဲ့ budget နဲ့ဘယ်လောက်တန်နဲ့ sales ကို drive လုပ်ပေးမှလဲဆိုတဲ့ပုံစံနဲ့သွားရဲပေါ့နော် sales အဓိကပေါ့နော်ဆိုတော့တချို့တော့ real estate တွေကြ lead campaign တွေအဓိကသွားတယ်ပေါ့နော်ဒီလိုမျိုး giant business တွေ run ပေးတဲ့အခါမှာ pressure အနေနဲ့ကကြတော့ဒီ result by tab သူက responsive ပေါ့နော် responsibility ဖြစ်တာမျိုးပို့ပြီးတော့လူကျင်ကြရတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုး giant business တွေတိုင်းမှာ agency တစ်ခုထက်မကအများကြီးရှိတယ်ထားပါတော့ SEO အတွက်ဆို agency တစ်ခု SEM အတွက်ဆို agency တစ်ခု PR အတွက်ဆို agency တစ်ခု pay အတွက်ဆို agency တစ်ခု pay မှာ Facebook အတွက်ဆိုတစ်ခုအဲ့လိုမျိုးတွေအများကြီးရှိတယ်ဒါ area တွေ့ကြုံရပါတော့ဆိုတဲ့အခါကျတော့သူက agency တစ်ခုတွေ depend လုပ်နေရမဟုတ်ဘူးပေါ့နော်အများကြီးပဲရှိတယ်သူတို့လိုချင်တာ responsibility ပဲပြီးသွားပြီဆိုရင် accountability နဲ့ responsive ဖြစ်တာမျိုးလိုချင်တာ SME ကြတော့ sales ကို drive ပေးနိုင်မှာဒီ agency နဲ့လက်တွဲမှာတော့အဲ့လိုမျိုးဒီ Tiger ရဲ့ client မှာတွေက SME တွေပေါ့နော်ဆိုတော့ fitness brand တစ်ခုဆိုရင်အတိုင်းပဲ budget သူတို့ကြောက် Japan ဆိုတော့အရန်တိကျ budget ဘယ်လောက်ပေးမယ်အဲ budget နဲ့ကိုက်ညီရဲ့ commitment တစ်ခုပေးပါဘယ်လောက် sales ကို generate မှာလဲ okay အဲ့လောက်ဆေးရတယ်ဆိုတော့နောက်ထပ် double ရမယ်ဆိုလဲ double မယ် triple ရမယ်ဆိုလဲ triple မယ် budget ကိုပေါ့နော်ဆိုတော့သူတို့ကကြတော့ result oriented ဖြစ်တဲ့အတွက် result ကောင်းဆို budget ပူတိုးသွားမယ် SME တွေကကြတော့ပေါ့နော်ဒီ corporate level international company တွေကြတော့သူတို့ကကြတော့ဒီ awareness တွေ reach တွေကို drive ဖို့အတွက်သွားတယ်ပေါ့နော်ဒါကတော့ area Tiger မှာလုပ်ခဲ့တဲ့အတွေ့အကြုံပြန်လဲ sharing လုပ်တာပေါ့နော်အဲ့တော့အရန်ကြီးရဲ့ဒီ client တွေကိုကန်ရတဲ့အခါမှာ pressure ဆိုတာထက်သူတို့ကကြ responsibility နဲ့ accountability ကိုအဓိကသွားရဲဆိုတာကိုသိမြင်ခဲ့ရတယ်ပေါ့နော် okay နောက်ထပ်လာပါမယ်